What's up everybody ကျွန်တော်ဒီနေ့ကတော့ပိတ်ရမှာပုံမှန်တိုင်းရှူတင်သွားမယ်လို့ရှူတင်ကတော့ထူးထူးဆန်းဒီနေ့ကတော့ရှူတင်အရင်အားလုံးနဲ့ကွဲတယ်ပြင်ရဆိုကျွန်တော် client က yash မှာရတယ်ကျွန်တော် yash မှာကျွန်တော်တို့တွက်ရရမယ်ဒီဒီဘက်တစ်မျိုးလုံးပတ်မယ်လို့ပြောရတယ်ဒါပေမဲ့စောင့်ရလန်းဆိုတော့ကျွန်တော် video တွေချက်တော့တူလိုက်ကြည့်အောင်စိတ်ဝင်စားဖို့တော့ကောင်းတယ်ပဲ so let's seeအရင်လာကြည့်ရှိုးဆက်ပြီးဆိုတော့ကျွေးမှုမဝယ်နေပါဘူးဆက်တော့ play တို့မို့ကြည့်ရော Hey guys so now we are going to the shooting location and the Jeps hey guys now we are going to the shooting location yes ready I'm ready guys Good morning everyone. Good morning. Very excited for the new content. Very excited for let's do the best How are you doing? Orange or blue green? ဒါတော့ကျွန်တော်တို့သွားမယ်ပုတ်ပေါ်ရောက်ပါပြီ What do you think Hey guys, so now we start getting out of the coast and let's see along the way we're gonna shoot so many videos. ကျွန်တော်စားထွက်ပြီးတော့ဒါဆိုလို့ရှိ So beautiful အရင်လာပုတ်ပေါ်နေကြည့်ရတာလုံးဝ view ကလုံးဝ another level ပဲ Now we're speeding Okay, as a Russian, number 1, located on strategic location. Located on strategic location. Okay, one more. 3 2 1 go ကျွန်တော်ရှူတင်ရပါတယ်ရှူတင်ပြီးရင်ကျွန်တော်ပြန်ပြီးပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြီးပါပြီ so we are chilling and headed back to our place ပေါ့နော်ရမ်းမိုက်တယ်လေရတယ်တော်တော်အေးတယ် vibe ကအစားလုံးဝဆန်းဆက်လည်းရမ်းလှ Look at that.ကျွန်တော်ဒါပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြီးပါပြီတနေ့တာကျွန်တော်တနေ့လုံးတော့ဗီဒီယိုရိုက်ရင်လည်းပြီးသွားတယ်ပေါ့နော်ဒီနေ့တော့ပါပဲအားလုံးပဲနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ် Thank you very much for watching my video guys see you in next video bye bye